သူဝန်ထမ်းစာမပွဲ9ဘာသာကုန်ထူးနဲ့ထူးချွန်စွာအောင်မြင်ခဲ့တဲ့တူလေးအတွက်အတိုင်းမသိဝမ်းသာနေရှာတဲ့ရွှေရွှေရီတရုတ်ဆောင်ရွှေရွှေရီရဲ့တူလေးဖြစ်သူမောင်ဝေဟင်ကတော့တက္ကသိုလ်ဝန်ထမ်းအောင်စရေးမှာဂုဏ်ထူး9ဘာသာအထိထူးထူးချွန်ချွန်နဲ့စုခုအောင်မြင်နိုင်ခဲ့တဲ့အတွက်မိသားစုတစ်ခုလုံးကပျော်ရွှင်ကြည်နူးနေတယ်လို့ဆိုပါတယ်။တူလေးမောင်ဝေဟင်ကလည်းစာမေးပွဲဖြေဆိုစဉ်ကဂုဏ်ထူး4ဘာသာလောက်ပဲမှန်းထားပေမဲ့အခုလိုမျိုးအောင်စရင်ထွက်လာတဲ့အချိန်မှာတော့ထင်ထားတာတက်ပို့ပြီးတော့တော်နေပြီး9ဘာသာအထိကိုပါဝင်ခဲ့တာကြောင့်အတော်ဖြစ်သူရွှေရွှေကြီးကတော့အတိုင်းမသိဝမ်းသာနေကြရပါတယ်။ဒါ့အပြင်မှာတော့တရုတ်ဆောင်ရွှေရွှေကြီးကတူလေးရဲ့ထူးချွန်ထက်မြက်တဲ့အရေးချင်းတွေပေါ်မှာချီကျူးကုန်ယူရင်းနဲ့မိသားစုထဲကတူလေးတွေအနေနဲ့လည်းနောက်တစ်ချိန်မှာအခုလိုမျိုးအကိုဖြစ်သူထက်ပို့ပြီးတော့တာလို့ထူးချွန်တာမျိုးမြေတွေ့ချင်းချောင်းကိုလည်းရင်ဖွင့်စကားပြောဆိုခဲ့ပါသေးတယ်။ဘဝရဲ့အရေးကြီးတဲ့ပညာရေးမှတ်တိုင်တစ်ခုကိုထင်မှတ်ထားတာထက်ပိုပြီးထူးချွန်စွာအောင်မြင်စွာနဲ့စွမ်းဆောင်နိုင်တဲ့မောင်ဝေဟင်ရဲ့အောင်မြင်မှုအတွက်ရွှေရွှေကတော့ထပ်တူထပ်မြောက်ပြည်သက်တွေအားလုံးကလည်းလိုက်လဲလဲနဲ့ဝိုင်းဝန်းပြီးတော့ချီးကျူးဂုဏ်ပြုပေးခဲ့ကြပါတယ်။ရင်းကလေးပညာရှင်ဒေါက်တာမြို့သားကတော့အခုရက်ပိုင်းနဲ့လပိုင်းတွေမှာရန်ကုန်မြို့ပေါ်ရှိအနီးနားဝန်းကျင်မှာရှိတဲ့ငလင်ငယ်လေးတွေကတောက်လျှောက်ဆိုသလိုလှုပ်လာခဲ့တာတွေ့ရပါတယ်။အဲ့ဒီတော့ရန်ကုန်ကိုဖြတ်သွားတဲ့ဖြည့်ရွှေရောအနေနဲ့ဖြည့်ရွှေရောတွေအသေးစားလိုက်ဖြည့်ရွှေရောလေးတွေရှိတယ်လို့ပြောဆိုခဲ့ပါတယ်။တောင်မြောက်သွဲတန်းနေတဲ့ဖြည့်ရွှေရောနှစ်ချောင်းရှိတာကိုမြင်တွေ့ရပါတယ်။ဒီတော့အဲ့ဒီငလင်တွေကဒီဖြည့်ရွှေရောနဲ့သက်ဆိုင်သလားဆိုတာစောင့်ကြည့်ရမှာပါ။ဒါကိုတော့ကျွန်တော်တို့အသေးစိတ်လေ့လာဖို့လိုပါတယ်။နောက်တစ်ခါရန်ကုန်မြို့ရဲ့အနောက်ဘက်မှာပဲပြည့်ပြည့်ရောငယ်လေးတွေလည်းရှိပါသေးတယ်။ဘာပဲဖြစ်ဖြစ်ရန်ကုန်မြို့နဲ့ရန်ကုန်မြို့အနီးနားဝန်းကျင်မှာရှိတဲ့ဗဟိုပြုပြီးတော့လောက်ခတ်ခဲ့တဲ့ငလင်တွေကတော့ပြင်းအားမှာတော့ကျွန်တော်တို့သတ်မှတ်ထားတာ9.5 ဆင့်လောက်ရှိမယ်လို့သတ်မှတ်ထားခဲ့ပါတယ်။ဒီဝင်ကျင်မှာရှိတဲ့ငလင်တွေလှုပ်ဖို့များတယ်လို့သုတေသနဆိုင်ရာကအခုလိုမျိုးသုံးသပ်ပြောဆိုလာခဲ့ပါတယ်။ဗင်နီဇွဲလားငလင်ကြောင့်တည်ဆုံးသူ8000ကျော်ရှိလာပြီးပျောက်ဆုံးနေသူအများပြားရှိနေကြောင်းသိရပါတယ်။ဗင်နီဇွဲလားနိုင်ငံတွင်လွန်ခဲ့တဲ့24ရက်နေ့ညနေပိုင်းကလှုပ်ခတ်ခဲ့တဲ့ငလင်ကြောင့်တည်ဆုံးသူအများပြားလည်းရှိပြီးထိခိုက်ဒဏ်ရာရရှိသူများလည်း1000ကျော်လောက်ရှိတယ်လို့ဆိုပါတယ်။နိုင်ငံပိုင်ရုပ်သံဌာနကဇွန်လ25ရက်နေ့ညနေပိုင်းကလည်းထုတ်ပြန်ကြေညာခဲ့ပါတယ်။ပျောက်ဆုံးနေသူစရင်ကိုတော့ဗင်နီဇွဲလားအာဏာပိုင်ရှင်တွေကမထုတ်ပြန်သေးတော့လဲပျောက်ဆုံးနေသူများရှာဖွေရန်အတွက်လွတ်တင်ထားသော website တစ်ခုသို့အကြောင်းကြားထားကြောင်းလည်းသိရပါတယ်။ကလေး3ဦးမိခင်ဖြစ်သူကလည်းသူ့ရဲ့8နှစ်အရွယ်သားဖြစ်သူပျောက်ဆုံးနေကြောင်းပြောဆိုခဲ့ပါတယ်။ကျမကလေးဘက်မှာရှိနေလဲဆိုတာသိကြပါတယ်။သူပျက်စီးတွေအောက်မှာပြနေတာလားဒါမှမဟုတ်ကယ်ဆယ်ရေးစခန်းတစ်ခုမှာရောက်နေတာလားမသိပါဘူးလို့၎င်းကပြောဆိုခဲ့ပါတယ်။ဗင်နီဇွဲလားနိုင်ငံဒေသအများအပြားတွင်လျှက်စစ်မီးနှင့်ဖုန်းလိုင်းများပြတ်တောက်သွားခဲ့သဖြင့်နိုင်ငံအတွင်း၌ပြည်ပရှိလူပေါင်းများစွာသည်မိသားစုဝင်များထံဆက်သွယ်ရန်အတွက်ခက်ခဲဖြစ်နေခဲ့ပါတယ်။ငလင်လှုပ်ချိန်သည့်အစိုးရရုံးပိတ်ရက်ဖြစ်သောကြောင့်ဗင်နီဇွဲလားနိုင်ငံသားများအများပြားသည်နေအိမ်၌ရှိနေခြင်းပဲဖြစ်ပါတယ်။လက်ရှိချိန်ထိကယ်ဆယ်ရေးလုပ်ငန်းများဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပြီးလူများပြားပျောက်ဆုံးနေခြင်းသို့မဟုတ်အပျက်စီးရောက်တွင်ပိတ်မိနေဆဲဖြစ်ကြောင်းသိရပါတယ်။